မစားရတာကြပြီဖြစ်တဲ့ဝက်ဥဟင်းလေးချက်စားဖြစ်ပါတယ်ဒါကတော့ဝယ်လာတဲ့ဝက်ဥလေးတွေပေါ့နော်အဲ့တော့ဒီဝက်ဥလေးတွေကိုစလုံးလေးကိုထည့်မယ်ပြီးလို့ရှိရင်တေချာလေးစီးကြောမယ်ပေါ့နော်တချို့ကဆေးတဲ့ခါမှာလေးရှာလက်ကာရီလို့စားတော့အသုံးပြုပြီးဆေးတယ်ကျမကတော့စားနေပဲတေချာလေးပေါ့နော်နှိုက်ချွတ်ပြီးရောဆေးပါတယ်ပြီးသားလို့ရှိရင်တော့အခုလိုမျိုးဓားလေးတွေနဲ့တုံတုံလေးတွေဖြစ်အောင်ပေါ့နော်လှီထားပေးပါမယ်လှီထားပြီးသားဒီဝက်ဥလေးတွေကိုထပ်ပြီးရောရေနဲ့ထပ်ဆေးမယ်ပေါ့နော်ပထမဆုံးကရေနဲ့ပဲတစ်ခေါက်ရင်ဆေးပါမယ်တေချာလေးရေလေးနဲ့ပေါ့နော်တေချာလေးတစ်ခေါက်ဆေးမယ်ပြီးတော့ရင်စားချက်ထည့်ပြီးရောနောက်တစ်ချိန်ပေါ့နော်ဒုတိယအချိန်ထပ်ဆေးပါမယ်ပြီးတော့လို့ရှိရင်တော့အသားလေးတွေကိုရေစစ်ပြီးရောပေါ့နော်ခဏလေးဆယ်ထားပေးပါမယ်ကဲဒီရောဆေးပြီးသားဒီကွက်ဥလေးကိုရတာမှုန့်ဖြစ်တဲ့ဒီစနွင်းများထည့်မယ်ပြီးရင်ကျမတို့အသားမုတ်စာချိုးမှုတ်တုံးနေပါတော့ချိုးမှုတ်ငရုတ်ကောင်းမှုန့်နဲ့ပြီးတော့လို့ရှိရင်တော့စားပေါ့နော်စားကိုထည့်ပြီးတော့တေချာလေးလုံးပြီးတော့ဒီတော့နော်အသားတွေကိုစိတ်ဝင်အောင်တခြားလေးလုံးပြီးတော့ခဏလေးနှက်ထားမယ်ပေါ့နော်မိနစ်20လောက်နှက်ထားမယ်ကဲပြီးလို့ရှိရင်ဟင်းချက်ပုတ်တော့စပါမယ်တက်တုံပြူလေးတွေကိုနှုတ်နှုတ်လေးတွေစင်ထားမယ်အခုလိုမျိုးလေးပေါ့နော်နှုတ်နှုတ်စင်ထားမယ်တက်တုံအနီလေးတွေကိုလည်းလှီးပြီးတော့နှုတ်နှုတ်လေးစင်ထားမယ်ပေါ့နော်ဟုတ်ဆိုတော့ကျိတ်ဆက်ကဘယ်ကဘာရောက်နေလဲမသိဟင်းချက်ပုတ်ရှာတာမတွေ့လို့ပါအခုလိုမျိုးလေးလှီးပြီးသွားပြီဆိုရင်အိုးလေးကိုစီထည့်မယ်စီပူလာပြီဆိုလို့ရှိရင်တော့ခုနကလှီးထားတဲ့တက်တုံလေးကိုရောပြီးတော့စီတက်မယ်ကျမကတော့ဂျင်းမတုံးထားဘူးပေါ့နော်ဂျင်းသိမ့်မကြိုက်လို့ပါစီတက်တဲ့ထဲကိုရုပ်သီးစိမ့်မုတ်အယောင်တင်မုတ်ထည့်ပြီးတော့နှံ့အောင်နှဲပေးပါမယ်ကဲစီလေးအယောင်ရဲလာပြီဆိုရင်စီတက်တဲ့ထဲကိုရတာဝင်အောင်လို့အချုံမုတ်လေးတော့အချုံမုတ်တဲ့လူကတော့အသားမုတ်ထည့်ပေါ့နော်ပြီးရင်တော့ငံပြားကြီးထည့်မယ်ငမြရလည်းကိုအောင်နဲ့မှန်းထည့်ပါတော့ကျွန်မတို့တစုံထည့်တယ်ပြီးရင်ဒါငရုတ်ကောင်းမှုလေးထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ခုနကနေထားတဲ့ဒီဝက်ဥလေးတွေပေါ့နော်နှက်ထားဝက်ဥလေးတွေကိုအနှစ်ထဲကိုထည့်ပြီးတော့ထပ်အောင်လုံးမယ်စိတ်ချတဲ့နှက်အောင်လုံးပြီးရင်တော့ရေလေးနည်းနည်းလေးထည့်ထားပြီးတော့ခဏလေးအုပ်ထားမယ်ပေါ့နော်နှိုးအောင်လို့ပေါ့ခဏအုပ်ထားမယ်ပြီးရင်ဒါအုပ်ထားတဲ့ဟာကိုခဏပြန်လှန်မယ်အိုးမကန့်အောင်ထပ်အောက်ပြန်လှန်ပေးမယ်ပြီးတော့ထပ်အုပ်ထားမယ်ပြီးလို့ရှိရင်အဲ့လိုဝတ်သားချက်နေတဲ့အတွက်မှာကိုရွက်ကြော်ဖို့ပေါ့နော်ပပဲပင်ပေါင်းနဲ့ကညွန့်လေးရောပြီးတော့ကြော်ဖို့အတွက်တခြားလေးရေးစိတ်ထားမယ်ပြီးရင်ခုနဝတ်သားအိုးပြန်ကြည့်မယ်ဓာတ်အောက်လေးပြန်လှန်မယ်အိုးနဲ့ကတ်သွားပြီးအသားမနူးသေးတော့ရေနည်းလေးနဲ့ထည့်ပြီးတော့ထပ်ပြီးတော့ပြန်အုပ်ထားမယ်ပေါ့နော်အဲ့လိုမျိုးရေထည့်လိုက်အုပ်လိုက်နဲ့ဝတ်သားလေးကိုနူးအောင်လုပ်လိုက်တာခုလို၃ချိန်မြောက်မှာတော့ဒီလိုမျိုးအိုးကက်လေးဝတ်သားလေးထွက်လာတယ်ပေါ့နော်အဲ့တော့ဝတ်သားလေးကနူးပြီးတော့အခုလိုမျိုးရတာရှိတဲ့ဝက်ဥလေးပေါ့နော်အိုးကက်ကလေးထွက်လာပါပြီရှင်ဒါကတော့ဝက်ဥအိုးကက်ကလေးပါဘယ်မှာမကြော်ခင်မှာအရင်ဆုံးပေါ့နော်ဆန်လေးတည်ထားမယ်ဆန်တည်ဖို့အတွက်ဆန်လေးကိုတခြားကြီးဆေးမယ်ပေါ့နော်ဆေးပြီးတော့ဆန်တည်ထားပါမယ်ပြီးရင်တော့ပဲမောက်ကြော်ဖို့အတွက်ကြက်တုံကျူလေးတွေကိုတပြားရိုက်မယ်ပေါ့နော်အခုလိုမျိုးလေးတပြားရိုက်မယ်တပြားရိုက်ထားတဲ့ကြက်တုံကျူလေးတွေကိုအိုးစီပူတဲ့ကိုထည့်ပြီးတော့စီတက်မယ်ပေါ့နော်အဲ့တော့ဒီကြက်တုံကျူလေးတွေစီတက်ပြီးတော့ရဲလာတဲ့အခါမှာခုနကဆေးထားတဲ့ပဲရင်ပါကညွန့်ရော်လေးကိုအိုးထဲပြန်ထည့်မယ်ပေါ့နော်အိုးထဲထည့်ပြီးတော့လုံးမယ်ထပ်အောက်လေးနှံ့အောင်လုံးပြီးမှွေပေးပါမယ်ရှင်ထပ်အောက်လေးနှံ့အောင်လုံးပြီးတော့မှွေပေးပါပြီဆိုလို့ရှိရင်တော့နူးအောင်လို့အဖုံးလေးပိတ်ပြီးတော့ခဏထားရမယ်ပြီးသွားရင်အဖုံးပြန်ဖွင့်ပြီးတော့ထပ်အောက်ပြန်လှန်မယ်အိတ်ထဲကိုရတာမဟုတ်သက်သားမဟုတ်ဒီစားပေါ့နော်ထည့်မယ်ပြီးသွားလို့ရှိရင်ထပ်ပြီးတော့ကျမတော့ QC သုံးတော့ QC ထည့်ပြီးရပေါ့နော်ရတာပုံလေးလေးပြင်ဖြစ်အောင်လို့ထည့်ပြီးတော့ထပ်အောက်လေးဆက်မယ်မှွေမယ်နဲ့ရွက်လေးနူးလာပြီးနွမ်းလာပြီဆိုလို့ရှိရင်တော့ပင်ပေါက်ကြော်ရပါပြီရှင်ခုဆိုလို့ရှိရင်တော့ထမင်းစားနေသေးတဲ့ဝက်ဥဟင်းလေးနဲ့ပင်ပေါက်ကြော်လေးရပါပြီရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘိုင်ဘိုင်ပါ